တမန်ကျမ်းစာထဲမှာဖျားသခင်ရဲ့အမိကို YHWH ယာဝေပြီးတော့ဂျဟောဝါဆိုပြီးတော့ဖော်ပြထားတယ်ဆိုတော့ကိုသင်သိပြီးပြီလား YHWH ဆိုတာကရှေးခေတ်မူရင်းဟီဘရူးဘာသာစကားမှာတရမပါဘဲနဲ့ဘီးလေးလုံးဖြစ်တာရေးသားထားတဲ့ဖျားသခင်ရဲ့နာမဖြစ်ပါတယ်ဒါကြောင့်တရမပါပဲဘီးတွေဖြစ်တာဖော်ပြထားတဲ့အတွက်အတန်ထွက်ဖို့ရန်အတွက်ခက်ခဲပါတယ်ပြီးတဲ့အခါဂျူးတွေကတင်းဖျားသခင်နာမကိုအချင်းနီးမမွတ်ဆိုရဆိုတဲ့ပြည့်ညက်ချက်ကြောင့် YHWH ကိုတိုက်ရိုက်မဖတ်ကြပဲနဲ့အတူနိုင်အရှင်ဆိုပြီးတော့ဖတ်ကြပါတယ်AD 900စုနဲ့1000ရာစုကြားမှာမာဆိုရက်ပညာရှင်တွေက YHWH ရဲ့အောက်မှာအဒိုနိုင်းရဲ့တရတွေကိုထည့်ပြီးတော့ YHWH ကိုအဒိုနိုင်းလို့ဖတ်ဖို့ရန်အတွက်သင်္ကေတပြုခဲ့ကြတယ်12ရာစုနဲ့13ရာစုမှာခရစ်ယာန်ပညာရှင်တွေကဒီမာဆိုရက်ပညာရှင်တွေထည့်ထားတဲ့တရတွေကိုအထင်မှားပြီးတော့ YHWH ကိုယဟောဝါဆိုပြီးတော့ဖတ်ခဲ့ကြတယ်16ရာစုလက်တင်ဘာသာစကားကိုဘာသာပြန်တဲ့အခါမှာလက်တင်မှာ Y မရှိတဲ့အတွက်ကြောင့် YHWH ကို JHVH ယဟောဝါအဖြစ်ပြောင်းလဲခဲ့ကြတယ်19ရာစုနဲ့20ရာစုမှာဘာသာဗေဒပညာရှင်တွေက YHWH ရဲ့မူလအတန်ထွက်ကိုပြန်လည်တည်ဆောက်ပြီးတော့ယာဝေဟာမူလအတန်ထွက်နဲ့အနီးဆက်ဆုံးဖြစ်တယ်ဆိုပြီးသူတင်နာပြုပြီးတော့ယခုပညာရှင်တွေကယာဝေကိုအသုံးပြုနေကြပါတယ်ယခင်ကသင်သိပြီးခဲ့တဲ့ဘုရားသခင်ရဲ့နာမကပါလဲကွန်မန့်ထဲမှာရေးပေးခဲ့ပါ